ဦးစားပေးရမယ်ပရမပိုင်းခန္ဓာစီစဉ်မှာထည့်ရမယ်အဲ့ဒီလိုမျိုးလေးတွေပေါ့နော်တပည့်တော်တို့တွေ့ကြုံရတာလေးရှိတယ်အဲ့တော့တို့မဟာယာနကလည်းမဟာယာနအတွေးနဲ့လုပ်တယ်UN ကလည်း UN အတွေးနဲ့လုပ်တယ်နောက်သီလင်္ကာဘုန်းကြီးတွေကလည်းသီလင်္ကာအတွေးနဲ့လုပ်တယ်သူတို့မြန်မာဘုန်းကြီးတွေရဲ့ idea တွေသိပ်ပြီးတော့မပါဘာကြောင့်လဲကိုကမသိပ်ပြီးတော့ဒီဘက်မှာပါဝင်ပူးပေါင်းမှုအားနည်းတယ်ပါဝင်ပူးပေါင်းနိုင်တဲ့နော်အနေအထားတွေသိပ်မရှိကြတော့ကိုယ့်အတန်ကိုယ့် idea တွေသိပ်ပြီးတော့မပါဘဲနဲ့သူတို့ဆွဲတဲ့အစီအစဉ်အတိုင်းပဲကိုကနောက်ကနေပြီးတော့မှလိုက်ရတဲ့အနေအထားမျိုးတွေရှိတယ်နော်ဒါကတပည့်တော်တို့ကကိုတွေ့ခံစားရတာတွေအဲ့တော့အရှင်ဘုရားတို့လက်ထက်ရောက်တဲ့အခါမှာအဲ့ဒီလိုမဖြစ်အောင်ဒါကတစ်ချက်ပါဒါသူတို့ပြောမယ်ဆိုရင်အများကြီးဒီလုပ်ငန်းအတွေ့အကြုံတွေကနိုင်ငံတကာနဲ့ဆက်ပြီးတော့မှအများကြီးပြောစရာတွေရှိသေးတယ်နော်နောက်တစ်ပိုင်းကဘာပြောချင်တာလဲဆိုတော့အဲ့ဒီဗီယက်နမ်နေနောက်တပည့်တော်တွေ့သလောက်အင်ဒိုနီးရှားနောက်ကျန်တဲ့ထိုင်းကတော့ဒါထိုင်းဖုန်းကြီးနေနဲ့တွန်းတို့ရှိပြီးသားနောက်မလေးရှားအဲ့ဒီအင်ဒိုနီးရှားမလေးရှားမှာလည်းဗုဒ္ဓဘာသာတရုတ်တွေအများကြီးရှိတယ်ဗီယက်နမ်မှာလည်းပဲဒါအခုနောက်ပိုင်းသူတို့စီးပွားရေးလည်းအထိုက်လျောက်အဆင်ပြေတယ်နိုင်ငံကြီးငြိမ်သွားတဲ့အခါကျတော့ဘာသာရေးကိုစိတ်ဝင်စားလာတာအများကြီးအဲ့ဒီမှာဘာလိုအပ်ချက်တပည့်တော်တို့ကတွေ့လဲဆိုရင်အင်္ဂလိပ်လိုသူတို့ကိုတရားဟောပေးနိုင်မဲ့အင်္ဂလိပ်လိုသူတို့ကိုအဘိဓမ္မာသင်တန်းတွေပေးနိုင်မဲ့ဘာသာရေးခေါင်းဆောင်ယဟန်တန်ဃာတွေအလိုအဆုံးဖြစ်တယ်သူတို့အင်ဒိုနီးရှားရောက်တော့လည်းပဲသူတို့ကရှောက်တယ်ကျောင်းတွေသူတို့မှအများကြီးရှိတယ်ဒါပေမဲ့ဘုန်းကြီးမရှိဘူးနော်မြန်မာနိုင်ငံမှာအဲ့ဒီလိုမျိုးအင်္ဂလိပ်လိုသူတို့ကိုတရားဟောပေးနိုင်မယ်သင်တန်းတွေဗုဒ္ဓဘာသာသင်တန်းတွေပေးနိုင်မယ်ဆိုရင်သူတို့အကျန်းကိုသဘောကျတယ်လိုချင်တယ်မလေးရှားတရုတ်တွေလည်းပဲအဲ့ဒီလိုပဲအခုလည်းပဲဗီယက်နမ်တက္ကရာမတွေလည်းပဲတပည့်တော်တို့အဲ့ဒီလိုမျိုးရှောက်တယ်နော်သူတို့မဟာယာနဘုန်းကြီးတွေလည်းမရှိဘူးလားရှိတယ်ဒါပေမဲ့သူတို့နဲ့စကားတေချာပြောကြည့်လိုက်တဲ့အခါမှာတော်တော်များများကသူတို့မြန်မာနိုင်ငံလာပြီးတော့ဗီယက်နမ်တွေအရှင်ပြလို့လည်းတွေ့တယ်တရားစခန်းတွေမှာသွားပြီးတော့မှတရားအထုတ်တယ်နော်တရားအထုတ်တယ်နောက်မြန်မာဘုန်းကြီးတွေရဲ့နေထိုင်တဲ့ပုံစံသူတို့လိုချင်တဲ့ပုံစံသူတို့လိုချင်တာကတရားအထုတ်မယ်ပြီးရင်တရားလေးတွေဒီမှာနာရတယ်အဲ့ဒါကိုသူတို့ကသဘောကျတာမဟာယာနဘုန်းကြီးတွေမှာကတပည့်တော်တို့တရားအထုတ်ဖို့အတွက် meditation center မှာသူတို့ကကောင်း guideline မပေးနိုင်မြန်မာ meditation center တွေလို့တပည့်တော်တို့တရားထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့မှ meditation လုပ်တဲ့အပိုင်းမှာ guideline ကောင်းမပေးနိုင်နောက်တပည့်တော်တို့ဗုဒ္ဓဘာသာတွေရဲ့နော်လူမှုတန်းမှုမှာဒီမှာအရှင်ဘုရားတို့မြင်တဲ့အတိုင်းတရားဓမ္မတွေစွန့်လှူကြတယ်စွန့်ကပ်ကြတယ်ပြီးရင်တရားနာကြတယ်ဝေယဝိဆလုပ်ကြတယ်အဲ့ဒီလိုမျိုးလေးတွေကိုထေရဝါဒရဲ့စတိုင်ကိုသူတို့ကကြိုက်တယ်မဟာယာနမှာအဲ့လိုလုပ်လို့မရဘူးမဟာယာနကဟိုမှာသူ့ဝန်တန်းနဲ့သူရှိတယ်တိုးလို့မရဘူးတာမန်သူတွေနော်ဒီ meditation center ဆိုလို့ရှိရင်လည်းပဲသူတို့တွေကတပည့်တော်တို့ရွတ်တာဖတ်တာနဲ့ချန်တင်းလောက်တာလောက်ပဲရှိတယ်ဒါသူတို့လည်းပဲတပည့်တော်တို့သေချာပြောပြတယ်နော်ဒီမှာတရားထိုင်သွားဘူးတဲ့သီလရှင်ဝတ်သွားဘူးတဲ့သူတွေနှစ်နဲ့ချီပြီးတော့နေသွားတဲ့သူတွေသူတို့ဟိုမှာမဟာယာနတွေရဲ့ဥဆောင်မှုတင်ကြားမှုအပေါ်မှာအားမရနော်ထေရဝါဒမြန်မာနိုင်ငံအထူးအဖြင့်မြန်မာနိုင်ငံပေါ့နော်မြန်မာနိုင်ငံကဘုန်းကြီးတွေရဲ့ဘာသာရေးဥဆောင်မှုအပိုင်းဒီဘက်ကပရိယတ္တိဘက်ပဲဖြစ်ဖြစ်ပฏิပတ်တိဘက်ပဲဖြစ်ဖြစ်ဥဆောင်ပြီးတော့မှလောက်ကင်ဆောင်ရွက်ပေးတာကိုသူတို့အယံသဘောကျတယ်ဒါသူတို့မြန်မာနိုင်ငံကအနေဒါကအာရှကလူတွေရဲ့နေထိုင်မှုပုံစံနဲ့ကိုက်ညီတာနော်သူတို့ကတရားထိုင်ခြင်းနဲ့ပြီးရင်အခုလိုမျိုးစွန်းလောင်းတယ်ကျောင်းဝေယဝိဆလုပ်တယ်လှူခြင်းတန်းခြင်းနဲ့ယဟန်တန်ဃာတွေစာသင်တာလေးတွေသူတို့ထောက်ပံ့ခြင်းနဲ့ဒါပဲသူတို့ကဒါကအာရှဆန်အဲ့ဒီအာရှဆန်တာကမြန်မာနိုင်ငံကပုံစံနဲ့ကိုက်မဟာယာနကကြတော့သူကအနောက်တိုင်းနည်းနည်းဆန်တယ်သူတို့ရဲ့လောက်တာကိုင်တာတွေကတကယ်ကို systematically သူတို့ကသွားတယ်ဝန်ထမ်းနဲ့ခိုင်းတယ်နော်ကျန်တဲ့ချန်တင်လုပ်တယ်ကုသိုလ်ရေးပိုင်းမှာ blessing လုပ်ပေးတယ်နော်အဲ့ဒါလောက်ပဲအဲ့တော့ဒီဘက်ကိုမြန်မာနိုင်ငံမှာတရားထိုင်မှုတဲ့သူတွေမြန်မာနိုင်ငံဗုဒ္ဓဘာသာကိုထဲဝင်သိတဲ့သူတွေကမြန်မာနိုင်ငံကဘုန်းကြီးတွေရဲ့ဥဆောင်မှုကိုသဘောကျတယ်နော်သဘောကျတယ်အဲ့ဒါလည်းပဲသူတို့ကတောင်းဆိုတယ်ခုလည်းပဲဒါအရှင်များတို့ပို့သိတယ်ဗီယက်နမ်နေဆိုရင်အရန်ကိုတရားဖြစ်လာတယ်ဘာသာရေးကိုစိတ်ဝင်စားလာတယ်သူတို့ရဲ့စိတ်ကအာရှဆန်တော့အနောက်တိုင်းဆန်တဲ့မဟာယာနပုံစံနဲ့တိတ်မကိုက်ဘူးနော်မဟာယာနတွေကကြီးကျယ်တယ်ပုံစံဖြစ်နေတယ်သူတို့ကဒါရှင်များတို့ရောက်ဖွင့်ရောက်မဟာယာနကျောင်းစုအကြီးတွေပဲ
နော်အဲ့ဒီမှာဆိုဝန်ထမ်းနေနဲ့အကုန်ဘာမှကုမ္ပဏီတစ်ခုကိုဝင်သွားရတဲ့ပုံစံမျိုးပဲနော်သူတို့က security တွေထားတယ်အကုန်လုံးကဟိုသူတို့ familiar မဖြစ်ဘူးပေါ့နော်ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့မှဝင်သွားရင်တိတ်ပြီးတော့မှနွေးနွေးထွေးထွေးရင်းနီးနီးတိတ်ပြီးတော့မရှိဘူးအရန်ဟိုဒစိမ့်ဆန်တဲ့ပုံစံမျိုးအဲ့ဒီလိုမျိုးဖြစ်တယ်သူတို့ဒီမှာကြတော့ဘုန်းကြီးနဲ့တွေ့ကျင်တယ်သူတို့ကစကားလေးပါလေးပြောကျင်တယ်တရားလေးပါလေးဆွေးနွေးကျင်တယ်ဆိုတော့ဒါအရှင်ဘုရားတို့နဲ့လည်းပြောလို့ဆိုလို့ဆွေးနွေးလို့ရတယ်တထိုင်နဲ့ပြောလို့ရတယ်အဲ့ဒီလိုမျိုးလေးတွေတကယ်ဟို easy going ပေါ့နော်အဲ့ဒီလိုပေါ့ပေါ့ပါပါလေးတွေကိုသူတို့ကသဘောကျအာရှဆန်တာကိုပြောတာဆိုတော့အဲ့ဒီအနေအထားတွေမှာเนาะအခုအရှင်မြတ်တို့မြန်မာနိုင်ငံမှာဘုန်းကြီးကျောင်းတွေအများကြီးဖြစ်တယ်အရှင်မြတ်တို့နောက်10နှစ်ဘွဲရပြီးသွားရင်ဘယ်မှာဘာလုပ်မလဲဘယ်မှာကျောင်းထိုင်မလဲဘာလုပ်မှာလဲเนาะစာသင်မယ်ဆိုတဲ့တက္ကသိုလ်တွေမှာကိုကသင်လို့ရမှာလားကို့အနေအထားကဘယ်လောက်ရှိသလဲဒါတွေပြန်စဉ်းစားရမှာကိုကဘွဲရပြီးသွားပြီဆိုရင်ဘွဲရယုံနဲ့မပြီးဘူးဘွဲရပြီးသွားမှအရှင်မြတ်တို့ဘဝအစအဲ့တော့မှဗမာနေလို့နေရာမှမသိเนาะဘာလို့လောရမှမသိ